အခုကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်ဘီဘိုးအကြောင်းပါအထူးသဖြင့်နိုင်ငံခြားတော့အစီအစဉ်ရှိနေတဲ့လူတွေသင်္ဘောသားညီကိုတွေတစ်ချက်အလေးပြုဂရုစိုက်များထောင်ပေးပါကျွန်တော်ဘီဘိုး positive ကပိုးအောင်ချိန်ကအနည်းဆုံးကိုတစ်လကနေ6လတွင်ရှိနိုင်တယ်လွန်ခဲ့တဲ့တစ်လကစစ်ဆေးကြည့်မယ်ဆိုလို့ရှိရင်တော့ဘီဘိုးကကျွန်တော်မရှိသေးဘူးဒါပေမဲ့နောက်ထပ်တစ်လကြာတဲ့အခါမှာဘီဘိုးက positive ဖြစ်နေနိုင်တယ်ဒါကကျွန်တော်တို့ပိုးအောင်ချိန်ကမတူနိုင်တာပေါ့နော်ဘယ်ချိန်တော့ကုသနေကိနေနိုင်တယ်ကိုမသိနိုင်ဘူးဘီဘိုးရဲ့ကျွန်တော်တို့အဓိကကုသနိုင်မှုကုသနိုင်နည်းကတော့ကျွန်တော်တို့အကောက်ကမပါဘဲနဲ့အတူနေမိမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကုသနိုင်တယ်ပြီးရင်ကျွန်တော်တို့ဒီသွေးရတဲ့စိန်ကျွန်တော်ကုသနိုင်တယ်အမေကနေကလေးကုသနိုင်တယ်ကျွန်တော်တို့ဒီပုံမှန်အားဖြင့်ကျွန်တော်တို့ချွေးတို့တရွေးရတဲ့စိန်ကုသနိုင်ဖို့ကတော့တော်တော်ကြီးခဲရင်ပါတယ်နော်ဖြစ်ဖို့ chance တော်တော်ကြီးနည်းတယ်ပြောချင်တာပုံမှန်တိုင်းထိတွေ့ဆက်ဆံတာကျွန်တော်တို့ဒီဖက်ပြီးနှုတ်ဆက်တာမျိုးတွေတောက်ကသိပြီးပြဿနာမရှိဘူးထမင်းဟင်းတွေပါတူစားချက်ပြုတ်စားတော့တာမျိုးကကျွန်တော်ကုသနိုင်ဖို့ chance ကမှတရားကြီးနည်းတယ်ပေါ့နော်ပုံမှန်တိုင်းသွားလို့ရှာလို့ရတယ်အဓိကအဖြစ်ကျွန်တော်တို့အတူကောက်မပါဘဲနဲ့အတူနေပြီးတာကနေကျွန်တော်ကုသတာကြတာများတယ်အဲ့တော့ပြောညီကိုလေးကျွန်တော်တစ်ချက်တတိပေးချင်တာကစားတာကလည်းစားဖို့လေဒါပေမဲ့ရိုးလေးပါကြီးချက်ရှောင်ပေါ့နော်ပြောချင်တာကအကောက်ကွယ်ကုံသုံးပေါ့ဗျာပြီးလို့ရှိရင်တော့ကိုယ့်ရဲ့ပါတနာထပ်ပြီးကိုယ်ကတော့မကောင်းဘူးပေါ့လေနော်သတင်းကောင်းတစ်ခုကတော့သူကဘီဘိုးကခန္ဓာကိုယ်ထဲကနေပြီးသူကအလိုတယောက်ပြန်ပြီးတော့တိုက်ခိုက်နိုင်တယ်ကျွန်တော်တို့ immune ကကျွန်တော်တစ်လကနေ6လတွင်ကျွန်တော်တို့ပြန်ပြီးထုတ်ပေးနိုင်တယ်လူ10ယောက်မှာ9ယောက်ကကျန်းမာပြီးတော့ဘာယောဂခံမှမရှိတဲ့ကျွန်တော်တို့လူတစ်ယောက်ကvirus ပို့ကို10ယောက်မှာ9ယောက်ကပြန်ပြီးတော့တိုက်ခိုက်ပြီးတော့ပြန်ပြီးတော့တတ်နိုင်တယ်အခါကျရင်ဘီဘိုး positive ကဘီဘိုးကခန္ဓာကိုယ်ထဲမှာအလိုတယောက်ကိုကျွန်တော်တို့ဒါimmune ထွက်ပြီးသွားပြီပေါ့နော်အကောင်းဆုံးကတော့ B-vaccine ထိုးတာအကောင်းဆုံးပဲပေါ့လေကျန်တဲ့တယောက်ကတော့လုံးဝ chronic state တွေဝင်သွားပြီဆိုလို့ရှိရင်တော့ပို့ပြီးတော့သူကတော့တစ်သက်လုံးသူက virus စီကိုတက်စီကိုတောက်နေရတော့မှာပေါ့နော်ဒီ B-Bo positive ကိုကျွန်တော်မကူပဲထားမယ်ဆိုလို့ရှိရင်ဘာပြဿနာတက်နိုင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီစီးအောင်ကျွန်တော်ရင်းလာမယ်ပြီးရင်ကျွန်တော်အသေးရောင်လာမယ်ပြီးကျွန်တော်တို့ဒီမျိုးလုံးတွေကျွန်တော်ဝါလာမယ်ခန္ဓာကိုယ်တစ်ခုလုံးမရှိအသားရတယ်ကျွန်တော်ဝါလာမယ်မာလာဝါလာမယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အသေးအောင်တော့ B-Bo လို့ခေါ်တာဒီကောင်ကကျွန်တော်တို့ကchronic state တွေဝင်သွားပြီဆိုလို့ရှိရင်6လထက်ပို့ပြီးတော့မပြောက်တော့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ virus တက်စီတောက်ဖို့လိုအပ်ပါတယ်ခင်ဗျာအဲ့တော့အဲ့အဆင့်ကိုမရောက်ချင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ B vaccine ကိုထိုးပြီးလို့ရပါတယ်ခင်ဗျာမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာထိတ်မှန်ဖြစ်ပါတယ်